ဒီလိုပွိုင်းနေဒီလို MB တွေကိုလိုချင်နေဆိုရင်ဂိမ်းဆော့ရင်အဝိုင်းလေတာတို့60နဲ့ရက်တာတို့ပြီးတော့ကျွန်တော်တို့ ABK တွေတစ်ခုထောင်းတာတို့ဆိုရင်အဲ့ဒါတွေမလိုအပ်တော့ဘူးเนาะအခုဆိုရင်ကျွန်တော်တို့က mini ball လေးတစ်ခုနဲ့ကျွန်တော်တို့မိတ်ဆက်ပေးမယ်ဗျဒီနေ့ဆိုရင်ကျွန်တော်တို့အချိန်ကုန်အေးဖြတ်ကန်စရာလည်းမလိုတော့ဘူးကျွန်တော်ကနေပြီးတော့ mini auto play ball ရေအကောင့်ဝင်နေနဲ့စော်နည်းလေးကိုဒီဗီဒီယိုလေးမှာအသေးသေးရှင်းပြပေးသွားမယ်ဗျဒီကိုမကြော်ပဲအစားဆုံးကြည့်ပေးသွားပါเนาะဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီးပို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်တို့ဒီ mini auto play ball လေးကိုစတင်ပြီးတော့အသုံးပြုရမယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ channel မှာတင်ထားတယ်ဗျဒီမှာဒီပိုလေးဗျဒီပိုလေးမှာကျွန်တော်ဒီမှာဒီ balling ဆိုပြီးတော့ဒီဟာလေးเนาะ mini auto play ball လေးတစ်ချက်နှိပ်ပြလိုက်ဗျနှိပ်ပြီးပါရင်ကျွန်တော်တို့ကဒီ channel သူ့ရဲ့ဒီထောင်ခဲ့တဲ့ channel main channel ကိုကျွန်တော်တို့ကjoin ထားလိုက်ဗျဒါမှဆိုရင်ကျွန်တော်တို့နောက် average တွေတိုင်းဘောရဲ့ average တွေတိုင်းကျွန်တော်တို့သိရှိအောင်ဗျကျွန်တော်တို့မသိတာလေးနားမလည်တာရှိရင်ဒီမှာဒီ group link လေးကိုတစ်ချက်လေးနှိပ်ပြီးတော့ကျွန်တော်တို့ group မှာဝင်ထားလိုက်ဗျเนาะဒါဆိုကျွန်တော်တို့မသိတာလေးမေးလို့ရတယ်ဗျဒါဆိုကျွန်တော်တို့ဒီ auto play game ကိုစပြီးတော့ဝင်တော့မယ်ဆိုရင်ကျွန်တော်ဒီမှာ open game ဒီဟာလေးတစ်ချက်နှိပ်လိုက်ဗျဒီထက်ရောက်ဝိုင်းကျွန်တော်တို့ကနေပြီးတော့ဒီမှာဟိုနဲ့ token နဲ့လည်းဝင်လို့ရတယ်ဗျကျွန်တော်ပြီးတော့ဖုန်းနံပါတ်နဲ့လည်းဝင်လို့ရတယ်ဗျဒါဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဖုန်းနံပါတ်နဲ့ဝင်မယ်ဆိုရင်ကျွန်တော်ဒီဘက်ယူလိုက်ဗျဒီတချင်းနဲ့ဒီပေါ်တဲ့ဝင်လာတော့ကျွန်တော်တို့မှာတချင်းလေးထည့်ထားတယ်เนาะဒီတချင်းဆန်ကိုမကြားချင်ဘူးဆိုရင်ဒီဘောဒီခလုတ်လေးထားလိုက်ဗျเนาะအဲ့ဆိုရင်တော့ကျွန်တော်တချင်းဆန်လေးပြောက်သွားလိမ့်မယ်ဗျဒါဆိုကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဒီမှာထည့်လိုက်ဗျဒါဆိုရင်ကျွန်တော်တို့က OTP ကိုတစ်ချက်တောင်းပေးလိုက်ဗျကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ OTP လေးကိုတစ်ချက်စောင့်ပေးလိုက်เนาะဒါဆိုရင်ကျွန်တော်တို့ OTP ကြလာတဲ့ဒီနေ့မှာကျွန်တော်ကဏ္ဍ6လုံးထည့်ပေးရမယ်ဗျဒါဆိုကျွန်တော်က OTP ကြလာပြီဗျ88506ဒါဆိုကျွန်တော်ဒီကောက်ဟာလေးနှိပ်ပြန်เนาะဒါဆိုကျွန်တော်တို့ကဘော်ထဲမှာ log in ဝင်ပြီးသွားနိုင်နော်ဒါကြောင့်မို့ကျွန်တော်တို့ကနေပြီးတော့ဒီမှာကိုချိတ်ထားတဲ့ဖုန်းနံပါတ်ဟိုနေပြန်နော်ကျွန်တော်ခဏလေးစောင့်ပေးလိုက်ပြ line ကောင်းရင်ကျွန်တော်ပေါ်လာလိမ့်မယ်ပြီးသွားရင်ကျွန်တော်တို့တွေစပြီးတော့စတင်ပြီးဘောကိုဆော့တော့မယ်ဆိုရင်ကျွန်တော်ဒီက play ကိုတစ်ချက်နှိပ်ပြီးလိုက်ပြဒါဆိုဒါလေးခဏစောင့်ပေးလိုက်ဗျာကျွန်တော်တို့ line ကောင်းရင် line ကောင်းသလိုမြင်ရတယ်ဗျာ line မကောင်းရင်တော့နည်းနည်းလေးကြာတယ်နော်ဒီကောင်လေးကတော့ရမ်းသိပြီเนาะဘာလို့လဲဆိုရင်ကျွန်တော်တို့ mini game နဲ့ကိုဝင်ဝိုင်းနေတာ60နဲ့ရက်တာလို့ဆိုတာလည်းမရှိတော့ဘူးဗျာเนาะဒီကောင်လေးကကိုကမားတဲ့ချိန်လေးကျရင်ဒီ ball လေးကိုဖွင့်ပြီးတော့ကျွန်တော်တို့ကဆော့ထားရုံပဲဗျဒါဆိုရင်ကျွန်တော်တို့ကနေပြီးဒီအောက်လေးနဲ့ဆွဲချလိုက်ဒီအောက်လေးဆွဲချရင်ကျွန်တော်တို့ဒီမှာရှင်းပြပြီးဗျာဒီမှာเนาะဒီပေါ်မှာကျတော့အသေးမှစိန်လဲတဲ့ဟာရှိတယ်စိန်မှကစားဝင်လဲတဲ့ဟာလည်းရှိတယ်ဗျာเนาะဒါကြောင့်ကျွန်တော်ဒီမှာဒီကောင်လေးเนาะ start auto play ကိုတစ်ချက်နှိပ်ပြီးလိုက်ဗျဒါဆိုရင်တော့ဒီမှာသူ ball လေးကနေပြီးတော့ကျွန်တော်တို့စဆော့နေပြီဗျာเนาะဒီမှာကျွန်တော်ဆော့နေတဲ့အချိန်တွင်းမှာပဲကျွန်တော် MB ပေါက်သွားပြီဗျာเนาะဒါဆိုရင်ကျွန်တော်တို့ကအချိန်ကုန်လူပမန်းခံရလည်းမလို့အေးပြက်ခံရလည်းမလို့တော့ဘူးဗျာเนาะဒီ ball လေးကိုကျွန်တော် Telegram ball လေးကိုကျွန်တော်တို့ကနေပြီးတော့ဒီလို auto play ဖွင့်ထားရုံပဲဗျာเนาะသူ auto play ဆော့ကျွန်တော်တို့ကနေပြီး MBD ကိုတောင်းနေချီပြီးတော့ဒီ auto play ကနေပြီးတော့တနေ့ကိုပွဲသုံးတာပြီးတော့ရယူနိုင်ပါတယ်ဗျဟုတ်ကဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအားလုံးကျေးဇူးတင်ပါတယ်ဗျ